လမ်းလျှောက်တာအတော်ကြာပြီးအိမ်ကိုမြောက်တည်ဒီအရှင်တွေကလေဘာလို့ဒီနေရာမှာအိမ်လာဆောက်တာလည်းမသိဘူး။ရာသီဥတုကလေပူလိုက်တာနေမင်းကြီးကလေငါ့ကိုပဲရန်ရှာနေတယ်လို့ပဲဟိုမှာတုတ်ဆိုင်တွေ့ပြီ။တုတ်ဆောင်တစ်ပဲလောက်တုတ်ခံလိုက်ဦးမတုတ်တစ်ပဲလောက်တုတ်ပေးပါအောင်။တောင်းမှန်ပါရဲ့ရှင်။ဒီဆိုင်ကရောက်မှုပဲရှိတာအလကားပေးဖို့မရှိပါဘူးရှင်။အော်အဲ့လိုလားအဲ့ဆိုလေကျွန်တော်ဝယ်စားပါမယ်။တစ်ပဲလောက်တုတ်ပေးပါ။တောင်းမှန်ပါရဲ့ရှင်။ဒီဆိုင်ကဝယ်စားဖို့ပဲရှိတာရောက်မှုမရှိဘူးလေ။အော်ဟုတ်ပြီ။ဒါဆိုလေကျွန်တော်ပြန်တော့မယ်။ဟာစရပါရှင်စကြလို့ပါမင်းเนี่ยစားနှုတ်လိုက်တာပါအဲနောက်မှာတော့သူမတုံးလိုက်တဲ့အတော့ကိုဆိုင်ကိုပေးလိုက်ပါတယ်ရောက်ပြီလားဦးကြည့်ရတာတော့အရသာရှိမဲ့ပုံပဲဒါနဲ့မင်းနေဒီမှာဈေးရောက်နေရကြပြီလားမကြသေးပါဘူးဒီနေ့မှနေရမြောက်နေပါဩအဲ့ဒါကြောင့်အခုမှတွေ့ဘူးတာဟုတ်မေးလို့ရမလားဒီအတော့စားပြီးနောက်ထပ်ဘေးကိုဆက်သွားအောင်ပါလေဩငါဘေးကိုသွားမှာလေငါကငါတော့မေ့သွားရင်နောက်တနေ့မှာတော့ကိုဆိုင်တရားထရောက်လာပြန်ပါတယ်။သူကပတ်စံပေးပြီးဆိုင်ရနေထွက်သွားပါရယ်။ကြံမဲ့ခဏကြာမှတော့သူပြောင်းလာပြီးအတုတ်ထပ်မှလိုက်ပါတယ်။မင်းကြီးကဘဝကိုရုန်းကန်နေရတဲ့မင်းလေးတယောက်ပါ။ကိုဆိုင်ရတော့မကျင်တဲ့ပုံစံနဲ့ကြည့်ကသူ့ဆိုင်ရအကြောင်းကိုဝေဖန်ပါရယ်။ဒီဆိုင်ရဘာလို့လူမလာလဲ။မနေ့ကလာတော့ကလေလူတယောက်မှမတွေ့ဘူး။ဆိုင်ရလည်းတိတိလေးတန်ရှင်းမှုကလည်းမရှိဘူး။အရသာလည်းမရှိဘူး။ဟင်းခဲမွေးကြိုင်လည်းမပေါ့။အေးရာကပြက်စီးနေရပဲ။စကားပြောနေရင်လည်းပဲရုတ်တရက်မိုးရီတဲတန်စွာရွာချလာပါရီကိုဆိုင်မိုးရွာပြီးခဏလောက်အမိုးအောက်မှာဝင်းခုံတိတ်ပြီးမိုးမိပြီးစိုးကုန်ပြီးကန်စိုးမသွားရမိုးလိုက်မိလို့ရွာလိုက်တယ်လို့ပဲမိုးမေးရုံတည်းမကပဲရင်တိုင်မှုတစ်ခုပါဖြစ်သွားခဲ့ပြီးမင်းရဲ့ဆိုင်လေးပါပျက်စီးသွားပါရီရင်တိုင်မှုကြောင့်ဆိုင်လေးပျက်စီးသွားပြီးတဲ့နောက်မှာတော့မင်းနဲ့ကိုဆိုင်တို့ဟာမိုးလုံးရတိတ်အိုလေးတစ်လုံးစီကိုရောက်သွားကြပါရီအဲဒီမှာသူတို့နှစ်ယောက်စကားဆောင်ပြီးပြောပြကြပါရီဒီနေ့တော့ရာသီဥတုကအတော်ဆိုးရပဲနော်ကျမမဟုတ်လေဒီရာသီဥတုကပဲငါတို့အခွင့်အရေးပေးနေရလားမသိဘူး။ဘာပြောရလဲဒီနေ့ဈေးရောက်ရတာဘလို့နေလဲအခုတော့တွေးရတဲ့အတိုင်းပဲလေဒီနေ့ဆိုဈေးလာဝဲတာအကူတယောက်ပဲရှိသေးတယ်။အော်မနေ့ကတော့အကူတယောက်တည်းပဲလာဝဲတာလေအဲနောက်ပိုင်းဘသူမှလာမွေးကြတော့ဘူးဝဲသူကလည်းပတ်စံအပြည့်မပေးဘူး။အဲ့လောက်တောင်စိုးရလားဒီလိုမျိုးဆက်ရောက်နေမယ်ဆိုရင်ဘာလို့လုပ်ပြီးအဆင်ပြေပါမလဲ။ငါလည်းကိုအမြဲပြောနေရပါပဲ။တီးကန်မှာစူးစားပါပေါ့။ဒါမဲ့ဒီတိုင်းဆိုရင်တော့နောက်ရက်တွေမှာစားစရာတော့ရှိတော့မှာမဟုတ်ဘူး။မင်းရဲ့မိဘတွေရောဘယ်မှာလဲ။ငါငငယ်လေးကလေးကမိဘတွေကကွဲသွားကြတာ။အမေကပဲတယောက်တည်းရုန်းကန်ပြီးကျွေးမွေးခဲ့တာ။ဒါမဲ့နောက်ပိုင်းတော့အမေကယောဂဝေဒနာနဲ့ဆုံးပါသွားပါပြီ။အော်စိတ်မကောင်းလိုက်တာ။မင်းဘွားတကယ်ကိုရုန်းကန်ရခက်ခဲတာပဲနော်။ဘာမှမသိတဲ့အနာဂတ်အတွက်နဲ့ဒီလောက်တိုင်တိုက်ပွဲဝင်နေရတာတကယ်ကိုလေးစားဖို့ကောင်းနေ။အခုရဲ့မိသားစုကြောင့်ပြောပြပါအောင်။ပြောပြရင်တော့မင်းကယူနေလို့ထင်လိမ့်မယ်။ငါဘာမှလုပ်စရာမလိုတဲ့သူပါ။အိမ်မှာမိဘတွေရဲ့ဘီလီယံနဲ့ချီတန်တဲ့လုပ်ငန်းတွေရှိပြီးသားပါပတ်စံတွေအများကြီးရှိပေမဲ့တချို့ချိန်တွေမှာတော့အရင်ကစိတ်ပင်ပန်းရတယ်မိဘတွေကသူတို့ဖြစ်စေချင်တဲ့အတိုင်းပဲငါ့ကိုနေစေချင်တာတခါတလေကြာရင်ဘာမှလုပ်စရာမလိုပဲလူလက်နေရဲ့မင်းတို့တော့ငါအားချမိသေးတယ်ငါတို့နှစ်ယောက်အချင်းချင်းလေးတဲ့ကြမလားအဲနောက်မှာတော့သူတို့နှစ်ယောက်မမျော်လင့်ပဲအချစ်ဇလန်လေးစတင်သွားပါရီအဲနောက်ကိုဆိုင်ရမင်းင်းကိုသူ့အိမ်ခေါ်သွားပြီးမိတ်ဆက်ပေးပါရီကိုကလေးအတိုင်းပါပဲကိုရတခုတည်းဖြစ်သွားပြီမို့မနေ့ပြန်ကြရင်အမေကိုခေါ်ပြီးမင်းကိုလာတောင်းရမ်းပေးမယ်ဟုတ်ကဲ့ပါရှင်မင်းနဲ့စောင့်နေပါမယ်မင်းနဲ့လည်းကိုဆိုင်တွေဟင်းကောင်းတွေချက်ပြီးစောင့်နေမှာပါကိုဆိုင်တရားအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့မိစီကိုအပြစ်လွှာသွားပြီးပြောပါရယ်အမေကျွန်တော်မင်းကလေးတယောက်ကိုအရန်ချစ်သွားရင်ကျွန်တော်အတွက်သူနဲ့လက်ထပ်ခွင့်ရအောင်တောင်းပေးပါဦးကျွန်တော်သူ့တကယ်ပဲလိုချင်နေပြီကိုဆိုင်တရားသူ့မိစီမှာခွင့်တောင်းပြီးနောက်မင်းတို့စီကိုအမေဖြစ်သူကိုခေါ်လာခဲ့ပါရယ်ဒါမဲ့ကိုဆိုင်ရဲ့မိရတော့မင်းတို့ရဲ့ချင်းတွေကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်သွားပါရယ်။ဒါရဲ့ကောင်းမလေးဆိုတာဒီလိုမင်းကလေးမျိုးလားဒီလိုအိမ်ဟောင်းလေးမှာပဲသူတို့နဲ့အတူတူနေကြမလို့လား။ဒါရဲ့အမေတော့တကယ်စိတ်ပြက်မိတယ်။ကျမတို့ကဆင်းရဲသားတွေမလို့ပါရှင်။အမေဘာလို့ဒီလိုစကားမျိုးပြောနေရလဲ။သူတို့ရှိမှအမေဒီလိုပြောတာမင်းဘလောက်တောင်စိတ်ထိခိုက်သွားမလဲ။အမေစိတ်ထိခိုက်မထိခိုက်ဂယုမဆိုင်ဘူး။ဒါခွေချစ်အိမ်ပြန်ခဲ့။အမေသားတွဲဖို့ကောင်းတဲ့မင်းလေးတယောက်ရှာပေးမယ်။မပြောင်းကျွန်တော်မင်းကိုပဲလက်ထက်မှာအမေကျွန်တော်ငယ်လေးကလေးကစီကန်းတွေအများကြီးထားခဲ့ပြီးပြီအခုတော့ကျွန်တော်နှလုံးသားပြောတဲ့အတိုင်းပဲလုပ်တော့မယ်ကိုဆိုင်မလုပ်ပါနဲ့ကိုဆိုင်ရဲ့မိဘတွေကိုမပုံကန်ပါနဲ့ကျမကြောင့်ကိုဆိုင်တို့သားမင်းစိတ်ဝမ်းခွဲတာမလို့ချင်ပါဘူးကျမတို့ထားခဲ့ပြီးအိမ်ပြန်လိုက်ပါမင်းနဲ့ကတော့ကိုဆိုင်ကိုသူ့မိဘတွေနဲ့ပြန်လိုက်သွားဖို့တိုက်တွန်းပါတယ်ဒါမဲ့ကိုဆိုင်ကတော့လုံးဝမလိုက်ပါဘူးနောက်ဆုံးမှာတော့ကိုဆိုင်မိကကိုဆိုင်ကိုအတင်းဆွဲခေါ်သွားပြီးမင်းင်းကိုလည်းနေချပြောဆိုသွားပါတယ်မင်းတို့လိုစင်ရတာမျိုးဟာငါသားနဲ့မတန်နောက်တစ်ခါငါသားကိုထပ်ပြီးအနောက်ရှက်မပေးနဲ့တော့
ကိုဆိုင်ကိုအိမ်ပြန်ခေါ်သွားပြီးနောက်ကိုဆိုင်အမေဟာကိုဆိုင်ကိုသူတို့မိသားစုနဲ့အစင်တန်းချင်းသူတဲ့တထေသမင်းစုစုနဲ့မိတ်ဆက်ပေးပါတယ်။ဒါဒီမှာစုစုလေးသူအသားနဲ့အစင်တန်းတူတဲ့တထေသမင်းပဲ။ဒါတို့နှစ်ယောက်တဘောကြလိမ့်မယ်လို့အမေယုံကြည်တယ်။အမေကျွန်တော်သူနဲ့မယူချင်ဘူး။ကျမလည်းအသက်30ကျော်နေပြီ။ကျွန်တော်ကြည့်ရွေးချယ်နေရတာပင်ပန်းလာပြီ။ကိုဆိုင်ကလည်းရိုးရည်တန့်ပြန့်နေကျမရဲ့ဆန်နှုံးနဲ့တော့ခိတ်ညီတာပဲ။ကိုဆိုင်တယောက်မင်းင်းကိုလွမ်းစွနေချိန်မှာပဲမိခင်ရဲ့ပြအားပြီးမှုကြောင့်ဆဆူနဲ့လက်ထပ်ဖို့ပြောဆိုခံရပါတယ်။သားတို့နှစ်ယောက်လက်ထပ်လိုက်ကြတော့လေအမေကတော့အရန်ကိုပီးတိဖြစ်နေတာမြင်မြန်လေးသာကလေးယူကြပြီးပါတော့ကိုဆိုင်တယောက်မင်းင်းကိုထားခဲ့ပြီးဆဆူနဲ့ပေါင်းတင်နေရတဲ့အတွက်နေတိုင်းလိုလိုစိတ်ဆင်းရဲနေရပါတယ်။အဲချိန်မှာပဲအင်ရှင်ကမင်းင်းစီကိုရောက်လာပါတယ်။မင်းင်းအိမ်လာခပေးဖို့အချိန်တန်ပြီ။အကူကြီးတရက်ပိုင်းအယောင်းဝယ်မကောင်းလို့ပတ်စံမလောက်တည်ဘူး။နောက်တရက်လောက်တော့ခွင့်လွှတ်ပေးပါနော်။ကျမအမြန်ဆုံးကြိုးစားပေးပါမယ်။မရအချင်းရငွေပဲပတ်စံမရှိရင်ချစ်ချင်းအိမ်ပေါ်ကဆင်းပေးရမယ်။တခြားသူပဲငါအိမ်ငါတော့မယ်။ကိုဆိုင်ရလေစွပြက်သွားအိမ်ကလည်းအနေခံရပတ်စံလည်းမရှိတော့တဲ့မင်းနဲ့တရားဘဝကိုဘယ်လိုဆက်ရှောက်မလဲဆိုတာမသိတော့ပါဘူး။အဲချိန်မှာပဲသူမခဏကိုမှပြောင်းလဲမှုတွေဖြစ်လာပါတယ်။ဘာဖြစ်တာလဲမသိဘူး။ဘိုက်တွေအောက်လာပြီးမိုးဝေလာတယ်။သူမစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့ကိုဝင်ရှိနေအောင်သိလိုက်ရပါတယ်။ဒီတဲ့ရင်ကသူမအတွက်တော့တစ်ဖက်ကဝမ်းသာစရာဖြစ်ပေမယ့်နောက်တစ်ဖက်မှာတော့စားစရာတော့မရှိဘဝနဲ့ကလေးကိုဘယ်လိုမွေးမြူမလဲဆိုရင်စိတ်တွေဝင်လာပါတယ်။ငါကလေးလေးအမေမင်းကိုမွေးထုတ်ပေးရမယ်ဘယ်လိုနည်းနဲ့မဆိုငါရုန်းကန်ရမယ်။မင်းနဲ့တရားမိုက်ကောက်ပေးအောင်ကြရင်ဘဝကိုရုန်းကန်နေရပါတယ်။တစ်ဖက်မှာလည်းကိုဆိုင်ရဲ့အိမ်မှာတော့ရှုပ်ထွေးမှုတွေဖြစ်လာပါတယ်။ဆဆူဟာစိတ်တောက်ပါတဲ့စားစာတွေကိုကျူလို့ကိုဆိုင်မေရုတ်ကျဲမကြမ်းမဖြစ်လာပါတယ်။ငါတော့မရတော့ချင်တယ်။ငါရဲ့စီစဉ်ဥစ္စာတွေတင်မော်တွေလင်းရင်တွေအကုန်လုံးသားတွက်ပဲ။အမေမသေးပါနဲ့ဦး။ဆဆူကတော့အမွေရဲ့အားလုံးလိုချင်နေရပါ။မင်းကြီးကတော့သူကလေးလေးကိုရင်ခွင်ပိုက်ပြီးဘဝကိုအကောင်းဆုံးရုန်းကန်နေစေပါ။ကိုဆိုင်တို့မိသားစုထဲမှာတော့ဗနီပခတွေကပုံမကြီးထွားလာပါတယ်။ဆဆူကတော့မင်းကြီးနဲ့သားကျော်တို့ကိုအိမ်ကနေမောင်းထုတ်ဖို့ကြံစီနေစေပါ။တားလီအမေတို့ပစ္စည်းတွေအကုန်လုံးအမေတို့ပဲပိုင်ဆိုင်နိုင်အောင်ကြံစီရမယ်။နှစ်တွေကြာလာတဲ့အခါမင်းရဲ့သားချောချောလေးလည်းလူပြိုဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့သားကျော်ဟာအလုပ်ကိစ္စနဲ့ပြန်သွားရင်ကိုဆိုင်ကိုမတော်တဆကူညီပေးမိပါတယ်။ဒါမဲ့သူတို့နှစ်ယောက်ဟာဖခင်နဲ့သားအရင်မှမသိခဲ့ကြပါဘူး။ကျေးဇူးတင်ပါတယ်ကောင်လေး။မင်းနာမရှိရင်ငါတို့တေချာပေါဒုက္ခရောက်ပြီ။မင်းပဲသွားမလို့လေငါလိုက်ပို့ပေးမယ်လေ။ကိုဆိုင်ကသားကျော်ကိုအိမ်ကြီးလိုက်ပို့ပေးပါတယ်။အိမ်ရောက်တဲ့အခါကိုဆိုင်ကမင်းင်းကိုမြင်လိုက်ရပြီးသူတို့ဟာအိမ်ရခွဲခွာခဲ့ရတဲ့မိသားစုမှတည်သွားပါတော့တယ်။မင်းနဲ့ကိုမသွားပါရဲ့ကိုခွင့်လွှတ်ပေးပါကိုရိုမီသားစုပြန်ပေါင်းစည်းကြအောင်မဖြစ်နိုင်တော့ကိုဆိုင်ရဲ့ကျမတို့ခုလိုပဲအေးအေးဆေးဆေးနေကြပါရဲ့နောက်ဆုံးမှာတော့ကိုဆိုင်ရဲ့တောင်းပန်မှုကြောင့်မင်းတို့သားမိကိုဆိုင်ကအိမ်တစ်တလုံးဝယ်ပေးပြီးစောင့်ရှောက်ထားပါရဲ့ဒါမဲ့ဆူဆူတို့ကတော့ဒီအချိန်လေးကိုလက်မခံနိုင်ပဲမင်းတို့ကိုအစိတ်ခတ်သက်ဖို့ကြံစီပါတော့တယ်ဒါဒီဖြိုးကြီးကိုဆိုင်စီပို့ပေးလိုက်ဒါအသားတွေခွင့်ရေးပဲဒါမဲ့ကန်တရားကလည်းပြောင်းဖြစ်သွားပါရဲ့ကိုဆိုင်ကဒီကြံစီကိုကြိုတင်ပြီးတော့တည်နေခဲ့တာပါနောက်ဆုံးမှာတော့အစိတ်ခတ်ထားတဲ့ဖြိုးရည်ကိုဆဆူကိုယ်တိုင်တောင်းမိသွားပါတယ်အမလီငါရင်တွေပူလိုက်တာအသက်ရှူလို့မရတော့ဘူးဆဆူတယောက်အစိတ်တက်မေးဆုံးပါသွားတဲ့အခါကောင်းလွင်တယောက်အရင်ကနာကြည့်သွားခဲ့ရပါတယ်သူကမင်းတို့ကိုအပြစ်ပုံချပြီးလက်စားချေဖို့ကြိုးစားပါရင်အားလုံးမင်းတို့ကြောက်မယ်မင်းတို့ရာမရှိငါတို့အခုလိုဖြစ်မှာမဟုတ်ဘူးကောင်းလွင်ဟာသားကျော်ကိုအထက်မြင့်တိုက်ပေါ်ခေါ်သွားပြီးအနိုင်ကျင့်ဖို့ကြိုးစားပါတယ်ဒါမဲ့သားကျော်ကမသိခဲ့ပါဘူးကိုဆိုင်ဟာဒီဖြစ်ပျက်တွေကိုကောင်းလွင်ရပဲလုံနေရကိုသိရှိထားပါရင်အနောက်မှာတော့ဆဆူရဲ့သားကောင်းလွင်ကိုအိမ်ကနေအပြီးနှင်ထုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကိုဆိုင်မင်းနဲ့သားကျော်တို့မိသားစုဟာအသားစီးတွေမရှိတော့ပဲပျော်ရွှင်စွာနဲ့မိသားစုဘဝကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်လောဘဒေါသနဲ့မနာလိုမှုတွေကြောင့်တစ်ဖက်မှာတော့ကောင်းလွင်တယောက်လမ်းဘေးရောက်ပြီးတရောင်းစားအဖြစ်ဘဝပြတ်သွားခဲ့ရတာပေါ့